joystick နိုင်တဲ့ browser တွေအတွက်ပြန်ကျွန်တော် joystick ဘယ်လိုရှင်းရမလဲဆိုတော့ကျွန်တော်အလွယ်ကူဆုံးနဲ့အရိုးရှင်းဆုံးနည်းလမ်းတစ်ခုကျွန်တော်ပြောပြပါမယ်ကျွန်တော်အရင်တော့ချိန်နဲ့ပုံစံတိုင်းများ browser တို့ဒီနောက်လာကြည့်ဒီနောက်လာပြီးတော့ပြေးကြည့် browser တို့ရဲ့ joystick อ่ะဗျာဒီဘက်ဟိုကိုဒီလိုပြေးနေတဲ့အချိန်မှာခမ်းမကင်ပဲနဲ့သွားတော့ခမ်းမကင်ပဲနဲ့သွားဒီလိုဘေးရင်းညာရင်သွားကြည့်ဒီလိုဘေးဟိုဒီလိုညာဘက်ရှမ်းယူတာထွက်နေတဲ့ထွက်သွားတယ်ဆိုမြ browser တို့ရဲ့ joystick ကိုလေလိုမျိုးဒီဘယ်ဘက်ရှမ်းလေးနည်းနည်းတိုးကြည့်ဒီလိုမျိုးနော်ဒီကနေအဲ့ဒီကနေရတစ်ချက်တိုးကြည့်အဲ့လိုမျိုးတစ်ချက်စီဗျာဒီလိုမျိုးညာဘက်ချန်တာရနေတယ်ဆိုရင်ဘယ်ဘက်တစ်ချက်တိုးကြည့်နော်အစင်းတစ်စင်းချင်းစီသွားနော် brother တို့တရှင်းစီသွားဒီလိုအရှိနောက်တစ်ခါပြန်ဆုံးကြည့်ကိုဆိုးကြည့်တယ်လို့ရလားမရလားဒီလိုစုပ်ကြည့်လက်ပါလားကိုကအပေါ်တန်းရောက်နေတဲ့ထင်လို့ရှိရင်ဗျာအဲ့ဒီ joystick ကိုအဲ့ဒီအရှိနောက်မှာနော်အရှိနောက်မှာအပေါ်တန်းရောက်နေတဲ့ထင်လို့ချင်းအောက်ပါဒီလိုနည်းနည်းစီတိုးပေးဗျာ brother လုံးနဲ့ကိုလက်နဲ့အသားကြဝအောင်နည်းနည်းတော့အချိန်တော့ပြီးချိန်ရတယ်ဗျာကဲကျွန်တော်ချိန်တဲ့နီလန်ကတော့ဒီနာလေးမှာပါ brother တို့လည်းအဆင်ပြေကြပါစေနော်ကျွန်တော်ချိန်တယ်လို့မျိုးဒီလိုက်တော့ချိန်ကြည့်ပါကျွန်တော်လည်းဆေးရကြီးတော့မှုတ်ပါခင်ဗျကျွန်တော်အတိတ်လောက်လေးပြန်လဲမျှဝေပေးခြင်းဖြစ်ပါတယ်